ကျေးဇူးတင်ရှိပါတယ်ဗျဆက်လက်ပြီးတော့ကျွန်တော်တို့ဒီပွဲပြီးမှလည်းဒီလိုလုပ်လိုက်မယ်နော်ကျွန်တော်တို့ YG အသင်းနဲ့တွဲမယ်တော့အသင်းတို့ဆက်လက်ရှင်ပြိုင်မှာဖြစ်ပါတယ်ဗျပြီးရင်ကျွန်တော်တို့ရွှေကျွန်းသားအသင်းနဲ့စိုးလင်းကလပ်အသင်းပါဗျပြီးရင်တော့နောက်ဆုံးမှာတော့တကယ်ကြည်ကောင်းမဲ့ပြိုင်ဆိုင်မှုအားပြင်းထန်မဲ့ဆယ်တဲဘူနဲ့လိတ်သုံးကောင်အသင်းကတော့နောက်ဆုံးဒီကနေ့ရဲ့နောက်ဆုံးပြိုင်ပွဲပဲဖြစ်ပါတယ်ဗျနော်ချလာဝင်လာရအားဝင်လာတယ်ဟုတ်တယ်ပြန်ကြည့်ရတယ်အားဝင်ဘာလို့လဲဆိုင်ဝင်နေအားရုံပဲကနေပြောတယ်ဒါလေးကထက်ပြီးထားတယ်9 party သူစံညွန်တင်ကကိုဘိုးကြီးပြန်လဲစားပဲပြောင်းထိုးတာတွေ့ရတယ်ဗျခန်းနာတယ်ဝေးကြီးတဲပေးထားပြီးပြန်မယ်ကန်ထားတယ်ကြပါတယ်ဗျနော်ဒါရတော့ကြားတယ်ဆိုပြီးတော့ USA အတင်းကိုမှတ်ပေးတာတွေ့ရတယ်ဗျ USA အတင်းကူဆိုရင်တော့ game point အမှတ်ကိုရောက်ရှိလို့သွားပြီပဲဖြစ်ပါတယ်ဗျနော် Hey boy 49 game point 49ပါဗျထိုးလာတယ်စားပဲပေါက်ပြီဗျာကဲကူဆိုရင်တော့စားပဲပေါက်ရတဲ့အတွက်15မှတ်6မှတ်ဆိုတဲ့ရလဒ်နဲ့အတူ USA အတင်းကတော့စမ်းညွန့်ကလပ်အတင်းကိုပထမပွဲငယ်တစ်ပွဲအနိုင်ရရှိထားပြီပဲဖြစ်ပါတယ်ဗျနော်Passes win by USA 50ဒါကမြန်မာပလာဇာပွဲကိုရှင်ပြိုင်နေတဲ့ USA အသင်းနဲ့စမ်းညွန့်အသင်းတို့ရဲ့ခက်ကစားဟန်ပဲဖြစ်ပါတယ်ဗျာနော်ဒါကတော့လာရောက်ကြည့်ရှုကြတဲ့အားပေးကြတဲ့ပရိသတ်တွေပဲဖြစ်ပါတယ်ဗျာတောင်ဝတ်တွေရောဒါတော့ကျွန်တော်တို့ဝေလင်းကတော့လိုက်ပြီးတော့ရေလိုက်ပြီးတော့ကမ်းလန်းနေတာတွေ့တယ်ဗျသူကတော့တောက်တော့မရပါဗျာနောက်မှာတော့ဒါကျွန်တော်တို့ဒီပွဲကိုလာရောက်ကြည့်ရှုအားပေးတဲ့မန္တလေးပိုက်ကျော်ရဲပွဲကျုံးမှာဗန္ဒာရေးမှုနဲ့ကျွန်တော်တို့ဒီပွဲပဲဖြစ်ပါတယ်ဗျာနော်ကိုမင်းမင်းထိုက်ပဲဖြစ်ပါတယ်ဗျာလူသားတယောက်နဲ့ပွဲစဉ်ရှင်နေတာနဲ့ရွှေကျင်းသားတဲ့ဆိုးနေတဲ့ပွဲစဉ်လေးရှင်နေတာနဲ့ဆယ်ကဲလို့ဒီနေ့ဒီကောင်နဲ့တယောက်ချုပ်ပြအင်းလိုက်တဲ့ကောင်များတော့ဖြစ်ပြီးတော့ဗျာကျွန်တော်ဒီပွဲပြီးမှတော့ YG အသင်းနဲ့တွဲမယ်တော့အသင်းတို့ဆက်လက်ပြီးတော့ရှင်ပြိုင်မှာပဲဖြစ်ပါတယ်ဗျာနော်ဟုတ်ကဲ့ရန်ကုန်ကျွန်တော်တို့ကဘာရေးဖျားလမ်းမကြီးပေါ်မှာပါဗျာနော်ကျွန်တော်စီဒိုနာရဲ့ဘေးကက်လျက်ပါဗျာဟုတ်ပါတယ်ဗျာအချင်းမြင့်နဲ့ပြိုင်ပွဲဒီလိုများများပေါ်ထွက်လာဖို့တော့ကျွန်တော်လည်းအများကြီးမျှော်လင့်ပါတယ်ဗျာဟုတ်ကဲ့ချီလုံးဘိုးကကျွန်တော်တို့ကေချောင်းသားဆိုလင်းကလပ်ပါဗျာနော်ဒီကျွန်တော်တို့ပထမပွဲငယ်ရနာချိန်နားတောင်းချိန်ပြီးသွားတဲ့အတွက်ဒုတိယပွဲငယ်ပြန်လဲစတင်တော့မှာပဲဖြစ်ပါတယ်ဗျာနော်ကြည့်ရှုကြတဲ့ပေးသက်တွေကျွန်တော်တို့ကွင်းရဲ့အနေထားလေးတစ်ချက်ကြည့်ရှုပြီးတော့အဆင်ပြေပြေလေးတော့အာကြီးပါပါတယ်ဗျာနော်ဒီ USA ထိုးထားတယ်ကိုဘိုးကြီးဖမ်းပေးထားတယ်တဲထားပြီးစောရင်ရီပဲကန်ထားတယ်ချိတ်ပြီးတော့ကောင်းတယ်ဗျာဒါမှတော့စောရင်ရီအကောင်းဆုံးအဆုံးသက်ပြီးတော့စမ်းညွန့်တင်းတွက်ကိုတော့ဝေးကြီးဟုတ်ပါတယ်ဗျာနော်ကျော်နံပါတ်5ဝေးကြီးပါဗျာကိုဘိုးကြီးစားပြီးထိုးထားတယ်ဘောဒီကောင်းလေးတောက်ပြီးဖမ်းထားပေးတယ်ဘောဒီကိုပဲထပ်တင်ထားတယ်ဘောဒီဖက်ချီပြန်မိလာတယ်လိုက်နေသေးတယ်ဗျာသူဆိုတော့ခိုင်ရတော့ဘောဒီ6ကျော်သွားတဲ့အတွက်ဖောင်းဖမ်းပေးထားတာပဲဖြစ်ပါတယ်ဗျာဒါကြောင့်မလို့စမ်းညွန့်သေးရတော့2မှတ်စတင်ပြီးတော့ရရှိသွားပြီပဲဖြစ်ပါတယ်ဗျာဟုတ်ကဲ့ဦးလေးကောင်းပါချင်း fighting ပါဗျ
ဘောစီကကလေးတွေနဲ့ဆိုဒီဘက်ကလည်းဟုတ်ပါတယ်ဗျကလေးတွေနဲ့တွဲဆော့တာပါဗျဘောစီက that two ဝေကြီးတို့နဲ့ပါဗျထိုးထားတယ်ကောင်းတယ်ဗျစာပေပိုက်ထောက်ပြီးသွားတယ်တဲထားပေးပြီရကန်ထားတယ်သို့တော်လည်းပဲပိုက်မကြော်ခဲ့ဘူးဗျာ white USA ကျွန်တော်တို့ကွင်းအောက်တိုးကွင်းဖြစ်တဲ့အတွက်အနှဲငယ်လေးတော့ရှိပါတယ်ဗျာနော်အင်တိုးကွင်းလို့တော့လွတ်လွတ်လပ်လပ်ခက်ကစားလို့မရပါဘူးဗျဒါကြောင့်မလို့လဲလစ်တွေကအနှဲငယ်အမားယွန်းတော့ရှိနိုင်ပါတယ်ဗျဒီလိုကိုဘိုးကြီးထိုးထားတယ်ထောက်ပေးထားတယ်ပြက်ကန်ထားတယ်ဗချင်းဝေးတယ်ဗျာ white senior စံညွန်သေး3မှတ် USA ကတော့1မှတ်ပါဗျဒီနေ့ရှိပါတယ်ဗျာနော်ကြောင်ကြပွဲလဲရှိပါတယ်ဗျ ready 1 3 မနေ့ပြန်လဲရှိပါတယ်ဗျာနော်ကျွန်တော်တို့ဘိုးဘိုးကြီးပြန်တည်ထားတယ်ပြန်ပဲကန်ထားတယ်ဖမ်းပေးထားတယ်ဘယ်လေးနဲ့ပဲတည်ထားပြီပကင်ပဲကန်ထားတယ်သူထွက်တယ်ဗျာဒီခါမှာတော့ဘောစီပါလာတဲ့ချင်းကိုခေါင်းတိုက်ရမှာမိမိရဲ့အမားအတွက်ကိုတော့ပြန်လဲပြင်ဆင်ပြီးတော့လဲနေရကနေပြီးတော့ခြေခွေလေးနဲ့မပြီးတော့ဗျံကိုတင်ထားပေးတာတွေ့ရတယ်ဗျဆွဲဦးလေးတဲ့ဟုတ်ကဲ့ဆွဲပေးဦးမယ်ဗျာနည်းနည်းလေးထပ်ဆွဲပေးမယ်နော်ရပြီလားဗျရာဇာအကောင့်ပိုင်ရှင်ရပြီလားဗျโอเคပြီလား white USA သူဆိုတော့ USA 3မှတ်စမ်းညွန့်3မှတ်အမှတ်2နေတယ်ဗျနော် ready 3 off 3 over USA စာပေထိုးထားတယ်ဖမ်းထားပေးပြီကယ်ရီဖြစ်တယ်ဗျာကျွန်တော်တို့ပေါက်ဖြစ်တဲ့အတွက်ဗျာ ready 3 ရာဇာအကောင့်ပိုင်ရှင်ရပြီဆိုတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာနော်ထိုးထားတယ်ဘောဒီခေါင်းလေးတောက်ထားတယ်တဲထားပြီပြန်အောင်ပဲခွဲချင်းဖမ်းထားတယ်ကိုကိုကြီးဖြတ်ဘယ်လေးနဲ့တင်ထားတယ်ကောင်းတယ်ဗျာစောဟင်နရီဗျာအကောင်းဆုံးဆုံးတက်ပြီးတော့အမတ်တမဲ့ရယူတန်ရပါပြီဟလေဘောလေးလေးကြာဟောလည်းတိုင်းဆုံးတော့မလို့တော့မြန်မာမလို့ရတော့ဒီတော့ဘောစီကန်လာပြီးတော့အမတ်တမဲ့ယူထားပေးတယ်ဗျတိုင်းမရအောင်နော် ready 5 ဟုတ်ကဲ့ကျွန်တော်တို့တင်ဆက်တဲ့နေရာမှာနေပြကွက်တွေပါတယ်ရိုက်ပြဖို့အတွက်ကိုကျွန်တော်တို့ကဆက်ကြီးတွေနဲ့တုံးတာမဟုတ်ပါဘူးဗျာလက်ရှိမှာတော့ကျွန်တော်တို့ရတဲ့အခြေအနေကနေပြီးတော့ဖုန်းလေးနဲ့ပဲပွဲချုပ် page ကနေလွှင့်မင်းနေတာပါဗျာဒါကြောင့်မလို့လက်ရှိနေသားမှာကျွန်တော်တို့တခြားပြိုင်ပွဲကြီးတွေလိုကင်မရာကောင်းကောင်းနေနဲ့ရိုက်ပြီးလွှင့်ပေးရတာမဟုတ်တဲ့အတွက်ကြောင့်မလို့အနှေးပြကွက်တွေမပါတာကိုလည်းအထူးပင်ကျွန်တော်တို့နားလည်ပေးဖို့မေတ္တာရက်ခတ်ပါတယ်ဗျာနော်5စစ်ပါကိုဘိုကြီးစာပေထိုးထားတယ်ဖမ်းလာပေါက်တယ်ဗျာသူဆိုရင်တော့ကိုဘိုကြီးရဲ့စာပေပေါက်တဲ့အတွက်စစ်ဩပါဗျ USA 6မှတ်စံညွန်သေး6မှတ်ပါဗျ ready 6 off ကိုချင်းထိုးလာတယ်ဗချင်းပိုက်ကောင်းညိုထိပြီးတော့အမလေးဗျာကိုဘက်ကိုပြန်ကြတယ်ဗျာတကယ်ကောင်းတဲ့စားပဲပါပိုက်ထောက်ပြီးကြမယ်အနေထားကနေပြီးတော့မိမိဘက်ကိုပြန်ကြတဲ့အတွက်တစ်ဖက်တင်းကိုတော့အမတ်တမတ်ပေးလိုက်ရတယ်ဗျာ ready 7 6 မှန်ပါတယ်ဗျကင်မရာကောင်းကောင်းနေနဲ့တင်ဆက်နိုင်ရင်တော့ကျွန်တော်တို့ပိုကောင်းပါတယ်ဗျနောက်နောက်လည်းကျွန်တော်တို့အဖွဲ့ချုပ်ကိုကျွန်တော်တို့တင်ပြထားပါတယ်ဗျာနော်ကျွန်တော်တို့အဖွဲ့ချုပ်ကနေပြီးတော့ကျွန်တော်တို့သတင်းမီဒီယာအဖွဲ့ team ပြန်လည်ဖွဲ့စည်းပြီးတော့ဆက်ကောင်းကောင်းတွေလည်းဝယ်ဖို့အစီအစဉ်ရှိပါတယ်ဗျမော်ဒီကောင်မလေးတွေမပါဘူးလားအော်ပါပါတယ်ဗျပြီးသွားပြီဗျသူတို့ကစင်ပွဲဆင်းသွားပြီနော်ပြိုင်ပွဲပဲကြည့်ပါဗျပေါ့ချင်းပွဲပဲကြည့်ပါဗျနော်ကန်ထားတယ် broken အောက်ကဗျကျွန်တော်တို့နော်စောဟင်ရီဒီကမှာတော့ broken အောက်ကနေကန်သွားတယ်ဗျစင်ပြီလား get ready တော့ဘေးဟာကြီး 8 7 ဒီရက်ထွက်လာလို့သိနေတာရှားပေါက်ရှာတာမတွေ့ဘူး